တကူ ကျွန်တော်ခမားအကြောင်းသိရသလောက်ကတော့အဖြစ်ပြက်တွေဟာတစ်ခုနဲ့တစ်ခုမအားဆက်ပဲနဲ့စန့်ကျင်ဘက်အရာတွေပဲဥပမာဗျာဘိုးတော်ဘဝနဲ့အခုချုပ်ခန်းထဲကိုကြောင်းလာတယ် အဲ့လိုစန့်ကျင်ဘက်အပြောင်းလဲတွေအမြဲတမ်းဖြစ်နေတာကွာကျွန်တော်ရဲ့ဘဝလိုဖြစ်နေတာ ခမားဘက်ကဝင်မလေးဘူးဆိုလို့ရှိရင်မမ်မီဆန်ကြီးကျော်နဲ့ကွဲတဲ့ချိန်ကစပြီးတော့ခမားဘဝမှာဘလူတွေဖြတ်တန်းခဲ့တယ်ဆိုတော့အသေးသေးကျွန်တော်ပြောပြလို့ရမှာ ခမရတကယ်စစ်နေတာ ကျမကိုဘာကိစ္စနဲ့တွေ့ချင်တာလဲကိုခင်မအောင်စံနေမသိရအောင်ပြောချင်တာဆိုတော့ဘာအကြောင်းများလဲ တနေ့လေးတစ်ချိန်ကြီးကြာရင်ငါစံနီကိုလက်ထပ်မှမှန်ပြီပဲနေဦးရောငါချစ်ခွင့်မရှိဘူးလား ရှင်ကိုခင်မအောင်အဲ့လိုတော့မပြောသင့်ပါဘူးကျမနဲ့စံနေနဲ့ကအချစ်ဆုံးတငယ်ချင်းတွေလေ ငါကတော့ပြောတင်နေတယ်ထင်တာပဲအဲ့ဒါဘာဖြစ်လို့လဲဆိုတော့နေရဲ့မျက်လုံးတွေထဲမှာငါ့ကိုချစ်တယ်တွေ့နေရလို့ပဲ ဘာလို့ငိုနေရလဲစမ်းဝင်မော်ရဲ့ဟမ် ကျမတို့အယမ်းမာသွားပြီကိုကျမတို့စံဒီပေါ်မှာအခုလိုမျိုးမလုပ်သင့်ဘူး မင်းဒီနဲ့တာနေစမ်းမှာစမ်းဝင်မော်ဟာချားတယောက်ဆိုရင်တော့မှစံနေရိပ်မိအောင်ပဲနေရာစံနေရဲ့ချစ်ဆုံးတဲ့ငယ်ချင်းဖြစ်နေတော့ဒီကိစ္စလက်ပူးလက်ချက်မမိမချင်းစံနေတိစရာဘာအကြောင်းမှမရှိ သူတိတိမတိတိကိုတငယ်ချင်းအရင်နဲ့ဆေးဆက်